สวัสดีค่ะทุกคนအားလုံးပဲမင်္ဂလာပါเนาะဒီနေ့တော့ခမ်ဆတ်မက်ကူဆိုတဲ့အဲဒီအသက်လေးကိုအတူတူလေ့လာကြမယ်ပေါ့နော်မြန်မာလိုဆိုရင်တော့ယော်ရအသက်လေးပေါ့ဒီဆိုတဲ့အတန်လေးနဲ့ဆုံးပေးရပါတယ်မြန်မာလိုကတော့လွယ်လွယ်လေးပဲနောက်ပြန်ပြီးတော့နှွေးမယ်ဆိုရင်အသက်ရှင်နေနဲ့ပေါင်းရင်ထွက်လာမယ့်အတန်တုံးလေးဒီ mid tone rising tone mid tone ဒီအတန်တုံးတိုင်းပဲထွက်လာမယ်အဲ့တော့အတိကတတိထားမှာဒီ rising tone တန်ထွက်မဲ့ပြီးတွေပေါ့နော်ဘယ်လိုပြီးတွေနဲ့ဆိုရင် rising tone တန်ထွက်မလဲဆိုရင်ခေါ်ချောထောပြီးဖောဖောစောဟောဒီစကားလုံးတွေနဲ့ဆိုလို့ရှိရင် rising tone တန်ထွက်မှာပေါ့နော်အဲ့တော့အဲ့နားလေးကိုတစ်ချက်သတိထားပြီးတော့ပြီးလေးတွေသတိထားပြီးကြည့်မယ်ပေါ့နော်ဘလုံးကစောအာယောဆိုရင်စောဆိုတာလေးကဒီထဲမှာသတိထားရမယ်ပြီးထဲမှာပါနေပြီအဲ့တော့တခါတည်း rising tone အတန်လေးလို့မှတ်ထားလိုက်မယ်နော်စောအာယောဆိုင်လို့ထွက်ပါတယ်စောအာယောဆိုင်ဘလို့အလဲပဲမှတ်လို့ရမလဲဆိုရင်အာယောနဲ့ပေါင်းရင်အိုင်အတန်နဲ့တော့ထွက်တယ်ဒါပေမဲ့နည်းနည်းလေးအတန်ပူရှိတယ်ဘာဖြစ်လို့လဲဆိုတော့ဆက်တာအာနဲ့ပေါင်းထားလို့မလို့စောအာယောဆိုင်ဆိုရင်နောက်ကြတယ်คนใส่ทำไมเนี่ยဘာလို့နောက်ကြတာလဲขอโทษค่ะฉันมาใส่นะတောင်းမပါတယ်ကျွန်မလာတာနောက်ကျသွားတယ်ဒါမျိုးလေးသုံးလို့ရပါတယ်နောက်တစ်ခုကခေါ်အာယောဆိုရင်လည်းခိုင်ယောရဆိုရင်ရီဆိုတဲ့အတန်လေးနဲ့ဆုံးတာပေါ့နော်အဲ့တော့ရီလေးနဲ့ပြန်ပိတ်ပေးလိုက်ခိုင်ဆိုရင်ရောင်းနေခိုင် rising တော့တန်လေးနဲ့နော်နောက်တစ်ခုကချောအာယောဆိုရင်ချောအာယောချိုင်သူကတော့ middle တော့ချောအာယောချိုင်ဆိုရင်ယောက်ျားလေးဖူချိုင်လူချိုင်တမျိုးနော်သုံးပါတယ်တောအာယောဆိုရင်တိုင်တီတိုင်แล้วတေးပါပြီတမျိုးလေးသုံးနေပါနော်အော်အာယောဆိုရင်အိုင်အော်အာယောအိုင်အတန်လေးရှိလေးဆွဲတယ်နော်အိုင်လို့ပဲမထွက်လိုက်ဘူးအိုင်ဆွဲပါတယ်။အော်အာယောအိုင်ဆိုရင်ရှက်တီဆိုတဲ့အဓိပ္ပာယ်နောက်တစ်ခုဟောအာယောဟောအာယောဆိုရင်ဟိုင် rising သုံးတန်လေးနဲ့ဟောအာယောဟိုင်ပြောက်တီขนหาอะไรอยู่หาอะไรอยู่เนี่ยบาริชาနေတာလေกระเป๋าฉันหายแล้วก็เลยฉันหาค่ะငါအိတ်လေးပြောက်သွားလို့ငါရှာနေတာတမျိုးနော်နောက်ခုစောအော်ယောဆိုရင်စောအော်ယောဆိုရင်လန်ဂျာဆိုလန်ဂျာမှတ်ထားပါအရှိလန်ဂျာလို့ပြောချင်တယ်ဆိုရင်စောခန့်หน้าအနောက်လမ်းကြားဆိုရင်စော်ခံหลังတမျိုးပြောတယ်နောက်ခုဟောအော်ယောဆိုရင်ဟောယောရဆိုရေးတန်လေးပိတ်လိုက်ဟောအော်ယောဟိုင် rising တော့ဟောအော်ယောဟိုင်ဆိုရင်ခယူပြောတာဟောအော်ယောဟိုင်ခယူဟိုင်ပိုင်ချာဟိုင်ပိုင်ไม่ได้เร็วခယူလေးကမြန်သွားလို့မရဘူးတမျိုးသုံးတယ်နော်နောက်တစ်ခုကတော့ဒေါ်အိုယောဆိုရင်ဒေါ်အိုကဒိုယောရနဲ့တတ်ထိုင်ရေးတန်လေးနဲ့ပိတ်လိုက်မယ်ဒေါ်အိုယောဒေါ်အိုယောဒေါ်ဆိုရင်နှစ်အတူဖြင့်တမျိုးသုံးတယ်နော်ဒေါ်နောက်တစ်ခုကလော်ဦးကောလူခေါ်အေယောဆိုရင်ခေါ်အေခေယောရနဲ့ပေါင်းတော့ရေးတန်နဲ့ပိတ်မယ်ခေလူခေဆိုရင်တမတ်ခေါ်ဦးယောဆိုရင်ခေါ်ဦးကခုယောရဆိုရင်ရေးတန်နဲ့ပိတ်လိုက်မယ်ခေါ်ဦးယောခွေဒါမြန်ပြောလိုက်တော့ခွေဆိုဖြစ်သွားနော်ခေါ်ဦးယောခွေရလိုက်ခွေကဖန်ကြီးစားနဲ့စကားပြောနေတယ်ဒါနော်စောငေါဆိုရင်ကြားထဲမှာဘာတရမပေါ့ဆိုစတော့အိုရှိရယ်စောငေါစောအာယောဆိုင်စုံဆိုင်စတန်တဲ့น่าสงสารนะน่าสงสัยนะတန်တရားဖြစ်เสียပဲเนาะဒါမျိုးတွေသုံးပါတယ်နောက်ခုစောဝယောကြည့်လိုက်လို့ရှင်เนาะဖြီးသုံးလုံးလို့ထင်ရတယ်တကယ်တဲ့အလေကောင်မှာရှိတဲ့ဝေါ်ဝန်လေးကတော့ပုံပြတရာလေးပေါ့နော်ပါတရာပုံပြနေရလဲဆက်အိုဝါလေးပုံပြအဲ့တော့တကယ်တမ်းဖြစ်လာမယ်တကယ်တမ်းရေးရမှာဒီလိုလေးပဲစောအိုဝါဆိုဝါပုံမှန်ရောရနဲ့ပေါင်းတာလေစောအိုဝါယောဆိုစိတ်ကမကောင်းวันนี้ฉันสวยนะกรรมการมูก่อนเนาะแล้วเรามาพบกันในสวย
စော် right စံသုံးလေးနဲ့ဆိုရင်တော့လှပတော့ဆိုတဲ့အဓိပ္ပာယ်နဲ့သုံးပါတယ်စောဝေါ်ရောစော်လှပတော့နောက်တစ်ခုကတော့ဟောဝေါ်ရောဟောဝေါ်ရောတူတဲ့တူတူပဲကြားထဲမှာဆက်တော့ over လေးရှိတယ်ဟော over ဟိုဝါရောရက်ဆိုရေးတန်လေးပြလိုက်မယ်ဟောဝေါ်ရောဟောဆိုရင်ချဲတွေထီတွေကိုပြောတာဟောဝေါ်ရောဟောနောက်တစ်ခုကတော်အော်ရောဆိုရင်တော်ကမရောရဆိုရေးနဲ့ပြမယ်ပြီးတော့မတ်အေးလေးပါတော့လိုတုံတန်ထွက်မယ်တော်အော်ရောတော်မတ်အေးတော်တော်အော်ရောတော်မတ်အေးတော်ဆိုထိုးဒီနောက်ငေါ်အာရောငေါ်အာရောငိုင်မတ်အေးငိုင်လွယ်ကူတော့ယောအာယောယာရဲ့မိုင်းထို့ယာရဲ့သူကတော့ height တုံးတန်နဲ့ထွက်မယ်နော်ကျွန်တော်အသေးစိတ်မပေါင်းတော့ဘူးနော်ညံ့ညံ့လေးပြောလိုက်တော့အော်ယောအော်ယမိုင်းထို့အော်ကျင်ဘောဝယောဘောယမိုင်းအိပွေမကြမ်းမတော့ဘောအာယောပိုင်မိုင်းထို့ပိုင်ဆိုင်ဘောကောရောအကရတော့အာယောတိုင်မအိတိုင်กระต่ายวออายอไหวไม่ไหวนออามนันไม่ถูน้ำว่ายน้ำว่ายน้ำคนว่ายนั้นได้ไหมว่ายน้ำไม่ได้เนาะว่ายนั้นได้นิดหน่อยค่ะอ้าวถออายอไทยไม่ไทยรออูปอรูถ่ายรูปถออายอไทยไม่ไทยรออูปอรูถ่ายรูปใส่เนาะจะบอกยังไงถ่ายวิดีโอใส่เนาะဗီဒီယိုရိုက်တယ်နော်ထုံးစံတိုင်းဒီဘက်ကငါးချောင်းကိုဖြည့်ကြည့်ပါမယ်ငါးချောင်းမဖြည့်ခင်ဒီပထမနံပါတ်1တစ်လုံးကိုပြောပြပေးမယ်နော်အဲ့ဒါလေးတင်းတဲ့ထဲမှာမပါလို့บริษัทต้องคำนวณဆိုတာတွက်ချက်ရမယ်ต้องคำนวณဆိုတော့တွက်ကိုတွက်ချက်တင်တယ်ပေါ့နော်ต้องဆိုတဲ့စကားလုံးလေးကတင်တယ်ဆိုတဲ့အဓိပ္ပာယ်နဲ့သုံးတယ်ต้อง block off ပေါ့နော်คนต้องไปว่ายน้ำในยีตัวกูเต้นไงจำอยู่เนาะคนต้องถ่ายรูปเนี่ยตะบ่งใหญ่เต้นเนาะคนต้องถ่ายวิดีโอคนต้องถ่ายวิดีโอมาเนี่ยตะบ่งใหญ่လာခဲ့วิดีโอရိုက်လာခဲ့တဲ့เนี่ยตำอยู่เนาะအဲ့တော့บริษัทကုမ္ပဏီကတော့တွက်ချက်တင်ပါတယ်ဘာလို့တွက်ချက်မှာလဲဆိုရင်รายได้ဆိုရင်အမြတ်รายจ่ายဆိုကုန်ကြငွေအရှုံးလို့ပြောရင်ရကုန်ကြသွားတာကုန်သွားတာလို့ကုန်ကြစရိတ်တွေအဲ့တော့အမြတ်ကိုတွက်မှာလားကုန်ကြစရိတ်တွေကိုတွက်ချက်တင်တာလားနော်စဉ်းစားကြည့်ပါနော်ကြံတဲ့ဟာကတော့အဆင်ပြေတင်ထားတဲ့ထဲမှာပဲပါတယ်နော်အဲ့တော့ဒီနေ့တော့ဒီလောက်ပါပဲဘိုင်ဘိုင်ခါစီကန်မိုင်နော်